ခင်ပွန်းဖြစ်သူကအမျိုးသမီးကိုပွေ့ချီကလာတာဆောင်တွင်ထိုင်ပြီးပြင်းပြင်းပြပြနမ်းရှိုက်ခဲ့ကြပါတယ်။သူမကအဲ့ဒီခိုက်တက်မှာလုံးဝနစ်မျောနေချိန်မှာပဲခင်ပွန်းဖြစ်သူကရုတ်တရက်လွတ်ချလိုက်ပါတယ်။အံ့ဩစရာကောင်းလောက်အောင်ကန်ကောင်းသွားတာကြောင့်အောက်မှာတွဲလောင်းကျနေတဲ့တခုတည်းသောကြောင်ညာဆိုင်ပုတ်ကိုသူမှလမ်းဆွဲထားနိုင်ခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကိုချက်ချင်းဖုံးဆက်ခေါ်ခဲ့ပါတယ်။တရင်ရချင်းပဲမိသက်သမားတွေဟာအခင်းဖြစ်ပွားရာနေရာကိုတန်းပြေးလာခဲ့ကြပေမဲ့မြေပြင်နဲ့အကွာဝေးကအရမ်းမြင့်လုံးနေတာကြောင့်လေတိုးကယ်ဆယ်ရေးကူရှင်တွေကလုံးဝအလုပ်ဖြစ်မှာမဟုတ်ပါဘူး။အမျိုးသမီးအနေနဲ့အချိန်ကြာကြီးဆက်ပြီးမတောင့်ခံနိုင်တော့ဘူးဆိုတာကိုသိထားတဲ့အတွက်ကယ်ဆယ်ရေးကောင်းဆောင်ကသူ့ဖွဲ့ကိုအဖွဲ့၃ဖွဲ့ချက်ချင်းခွဲလိုက်ပါတယ်။အဖွဲ့တစ်ဖွဲ့ကသူမရဲ့တဲ့အောက်ထက်ကိုသွားပြီးသူမကိုဖမ်းဖို့အတွက်ပြတင်းပေါက်တွေကိုဖယ်ရှားကပြင်ဆင်နေခဲ့ကြပါတယ်။ဒုတိယအဖွဲ့ကတော့မြေပြင်မှာကြံရစ်ခဲ့ပြီးအရက်သားတွေဘေးကင်းစေဖို့အတွက်လာကြည့်နေတဲ့သူတွေကိုဖယ်ရှားရှင်းလင်းပေးခဲ့ပါတယ်။ခေါင်းဆောင်ကတော့ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကိုအကောင့်ထဲပေါ်ဖို့နောက်ဆုံးဖွဲ့ကိုခေါ်ပြီးအမိုးပေါ်တက်သွားခဲ့ပါတယ်။ကယ်ဆယ်ရေးစတင်ဖို့ပြင်ဆင်နေချိန်မှာပဲကြောင်ညာဆန်းပုတ်ကိုဆွဲချီထားတဲ့ကေဘယ်ကျိုးတွေစတင်ပြတ်တောက်လာတာကြောင့်အမျိုးသမီးရဲ့အသက်အန္တရာယ်ကအလွန်စိုးရိမ်ရတဲ့အခြေအနေကိုရောက်ရှိသွားပါတယ်။ဒီလိုအရေးကြီးတဲ့အချိန်မှာကယ်ဆယ်ရေးသမားတစ်ယောက်ကဘေးကင်းရေးကျိုးနဲ့အတူအောက်ကိုဆင်းလာပြီးတောင်တင်နေတဲ့အမျိုးသမီးစီတဖြည်းဖြည်းနီးကပ်လာကသူမကိုထိဖို့လက်တကန်းလိုကိုရောက်ရှိလာခဲ့ပါတယ်။ရုတ်တရက်ကျိုးပြတ်သွားတဲ့အခါအမျိုးသမီးဟာမြေပြင်စီကိုတန်းတန်းမတ်မတ်ပြုတ်ကျသွားပါတော့တယ်။သူမအသက်မရှင်နိုင်တော့ဘူးလို့လူတိုင်းထင်လိုက်ချိန်မှာပဲအောက်မှာရက်နေရဲ့ကယ်ဆယ်ရေးသမားတစ်ယောက်ကလက်ကိုဆန့်ထုတ်ပြီးသူမကိုဖမ်းဆွဲနိုင်ခဲ့ပါတယ်။သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်းချက်ချင်းပြေးလာပြီးကူညီပေးခဲ့ကြကသူတို့ပူးပေါင်းလှုပ်ဆောင်မှုကြောင့်ကံကောင်းထောက်မစွာနဲ့ပဲသူမရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဘေးရန်နေရကနေအသက်ရှင်လွတ်မြောက်လာပြီးနောက်ဝမ်းသာလုံးတဲ့အတွက်သူမကဝမ်းသာမျက်ရည်တွေကျလာပြီးအမျိုးသမီးမိသက်သမားကိုဖက်ကကျေးဇူးတင်စကားပြောခဲ့ပါတယ်။မိသက်သမားတွေအမောတောင်မပြေနိုင်သေးခင်မှာပဲနောက်ထပ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြန်ပါတယ်။